ခရီးထွက်ဖို့အတွက်တကယ်လိုအပ်တာကတော့ငွေကြီးလည်းမဟုတ်ဘူး Travel with Super Science နေပြီးတော့ကြိုဆိုလိုက်ပါတယ် Okay ဒီနေ့မှာတော့ကျွန်တော် travel အကြောင်းလေး sharing မလုပ်ခင်ပါဒါကျွန်တော်အရင် OA မှာလုပ်ခဲ့တဲ့လုပ်ဖို့ကင်သက်ဟောင်းတူပေါ့နော် flight တင်းကမဆာဆုံးပါသွားတယ်လို့သိရတဲ့အတွက်တကယ်ကိုပဲစိတ်မကောင်းဖြစ်ရပါတယ်agent နဲ့ဘုံဘဝမှာရောက်ရှိနိုင်ပါစေလို့ဒီကနေအရင်ဆုံးဆုတောင်းပေးလိုက်ပါတယ်တလက်ဆတယ်ဒီတဲ့ကိုကြားပြီးတော့ဒီ OA မိတ်ဆွေတွေလည်းအကယ်၍သူနိုင်ရတော့တနင်္ဂနွေနေ့နေ့လယ်12နာရီခွဲအင်အားထွက်မယ်လို့ပြောကြတယ်မသွားနိုင်တဲ့သူများကတော့ကျွန်တော် flight တင်းကပဲကိုစိုးမိုးကနေပြီးတော့ဒီကုငွေလေးတွေကိုသူဥဆောင်ပြီးတော့ကောက်ပေးနေပါတယ်အဲ့ဒီမှာကိုစိုးမိုးလည်းဆက်သွယ်ပြီးတော့ကုငွေလေးလည်းတွားရောက်ပြီးတော့ထည့်ဝင်လို့ရပါတယ်ဆိုတာလေးကိုအရင်ဆုံးပြောကြားချင်ပါတယ်မဆာတယောက်ကောင်းရမွန်ရဘုံဘဝကိုရောက်ရှိပါစေလို့ထပ်မံပြီးတော့ဆုတောင်းလိုက်ပါတယ် Okay ဒါဆိုလို့ရှိရင် Travel with Super Science ရဲ့travel sharing ကဏ္ဍလေးကိုစတင်လိုက်ရအောင်ဒီတစ်ခေါက်ကတော့ပေါ့ပါလေးပဲတချို့ကပေါ့နော်ခရီးသွားဖို့အတွက်ကိုပြင်ဆင်ရတဲ့ဟာမျိုးကိုအကြောင်းပြပြီးတော့ခရီးမထွက်ပြကြတဲ့သူတွေရှိတယ်အဲ့ဒီသူတွေကိုကျွန်တော်တိုက်တွန်းမေးချင်တာပေါ့ဆိုတော့ခရီးစဉ်တစ်ခုကနှစ်ပိုင်းရှိရပေါ့ဗျာဆိုတော့တကယ်တေးသေးချာချာစီစဉ်ပြီးသွားတဲ့ခရီးစဉ်တွေလည်းရှိတယ်လို့မျိုးတခါတရံတငယ်ချင်းကအဆွဲကောင်းလို့ဟာလာရုပ်တရက်တောက်ခံငင်ကစီစဉ်ပြီးသွားလိုက်ရတဲ့ခရီးစဉ်တွေလည်းရှိတယ်ဒါပေမဲ့ခရီးထွက်ဖို့အတွက်တကယ်လိုအပ်တာကတော့ငွေကြီးလည်းမဟုတ်ဘူးခုနကလိုမျိုးစီစဉ်တယ်မစီစဉ်ဘူးနေလည်းမဟုတ်ဘူးတငယ်ချင်းအပေါင်းအသင်းတွေလည်းမဟုတ်ဘူးတကယ်တမ်းကတော့ကိုယ့်ရဲ့စိတ်ပဲပေါ့နော်ကိုယ်စိတ်မှာကိုကခရီးထွက်ဖို့အတွက်ကိုတွေးနေမယ်ဆိုလို့ရှိရင်တော့ခရီးထွက်ဖြစ်မှာပဲပေါ့နော်ခရီးထွက်ဖို့အတွက်ဘာဖြစ်လို့တိုက်တွန်းရလဲဆိုလို့ရှိရင်ကျွန်တော်တို့နေ့စဉ်လူမှုဘဝမှာဒါတော့ကျွန်တော်တော့ဒီ travel နဲ့ပတ်သက်ပြီးတော့လုပ်နေတာဆိုတော့တိတ်ပြီးတော့ခရီးသွားခြင်းကတော့အရင်တော့မဟုတ်ဘူးပေါ့တချို့မိတ်ဆွေတကယ်ချင်းအပေါင်းအသင်းတွေကြတော့တခြားအလုပ်တွေလုပ်တဲ့အခါမှာ stress တွေများလာတယ် stress တွေရှိတယ်ဒါတွေကိုကျွန်တော်တို့ကဖြေဖြောက်ဖို့အတွက်ကဥပမာတစ်ခါတရံဗျာကျွန်တော်တို့တကယ်ချင်းအပေါင်းအသင်းတွေနဲ့ဆိုင်ထိုင်တာရှိမယ်သို့မဟုတ်နည်းပါအတန်စစ်တချင်းဆိုတာလေးရှိမယ်ဒါတွေကတရင်ကပဲပေါ့တကယ်တမ်းကျတော့ extra တွေကအလောက်ထိပျောက်ဖို့တော့နည်းနည်းလေးခဲရင်တယ်ဆိုတော့ခရီးတစ်ခုထွက်လိုက်ခြင်းအားဖြင့်ဒီလို stress တွေကိုလည်းကျွန်တော်တို့ကလျော့ပါစေတယ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေအပေါင်းအသင်းတွေလည်းထပ်တိုးလာမယ်အဲ့ဒီထဲမှာအကောင်းဆုံးကတော့ဘာလဲဆိုလို့ရှိရင်ကိုပြန်လဲရှာဖွေတွေ့ရှိခြင်းပဲအဲ့တော့ခရီးသွားနေရင်လည်းကျွန်တော်တို့ဖုန်းတွေမသုံးဘဲနဲ့ဥပမာကားစီးနေတဲ့အခိုက်အတန့်တွေလေယာဉ်စီးနေတဲ့အခိုက်အတန့်တွေယထာစီးနေတဲ့အခိုက်အတန့်တွေမှာကျွန်တော်တို့နေ့စဉ်ဖြတ်တန်းခဲ့ရတဲ့အချိန်တွေကိုပြန်လဲတွေးပြီးတော့ဘယ်ဟာတော့မှန်တယ်ဘယ်ဟာတော့မှားတယ်ဘယ်လိုအကြောင်းအရာတွေဆိုလို့ရှိရင်တော့ပြန်လဲပြင်ဆင်တဲ့တယ်စသဖြင့်ဒီလိုတွေးဖို့အချိန်လေးတွေရတယ်နောက်တစ်ခုခရီးထွက်နေတာမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်ကrelax ဖြစ်လာတယ်ဆိုတော့စိတ်က relax ဖြစ်လာလို့ရှိရင်အုံနောက်ကလည်းကြည်လာတယ်ဒါဆိုလို့ရှိရင်နောက်ထပ်ကိုလုပ်ရမယ့်အလုပ်တွေ plan တွေရလဲအရန်ကောင်းတဲ့အကြံဉာဏ်တွေရတယ်ဒါကြောင့်မလို့အနည်းဆုံးတော့ကျွန်တော်ကတော့တိုက်တွန်းချင်တာကတော့3လတစ်ချိန်တော့ကျွန်တော်ခရီးထွက်စေချင်တယ်ဒါပေမဲ့လက်ရှိအခြေအနေအကြောင်းတွေကြောင့်3လတစ်ချိန်တော့မလွယ်ကူဘူးဆိုရင်တော့အနည်းဆုံးတော့တစ်နှစ်ကို2ကြိမ်6လတစ်ကြိမ်လောက်ခရီးထွက်ဖို့အတွက်တိုက်တွန်းလိုက်ပါတယ်။ဒါကြောင့်မလို့ခရီးတစ်ခုထွက်မယ်ဆိုရင်တကယ်လိုအပ်တာအဓိကငွေကြေးလည်းမဟုတ်ဘူးဟုတ်လားငွေကြေးဆိုဥပမာ budget တိုးတွေနဲ့ budget တိုးစီစဉ်ပြီးသွားမယ်ဆိုလဲသွားလို့ရတာပဲအဲ့တော့အဓိကငွေကြေးလည်းမဟုတ်ဘူးအဆွဲကောင်းတဲ့တငယ်ချင်းတွေလည်းမဟုတ်ဘူးဟုတ်လားအဖော်မရှိလို့လည်းမဟုတ်ဘူးအဓိကသွားခြင်းတဲ့စိတ်တွေရှိတယ်ဆိုလို့ရှိရင်ခရီးတစ်ခုကကျွန်တော်တို့ရောက်ပါတယ်။အဲကြောင့်မလို့စိတ်အပန်းဖြေဖို့အတွက်ကော stress တွေပျောက်ဖို့အတွက်ကောအကြံဉာဏ်ကောင်းတွေထွက်ဖို့အတွက်ကောခရီးထွက်ပါလို့တိုက်တွန်းရင်းနဲ့ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ကြရစေခင်ဗျာနောက်ဗီဒီယိုမှာပြန်ဆုံရမယ်တကယ်တော့ဗျာတကယ်တော့ Super Science ပါ